တော့ကျွန်တော်မကြခင်မှာ Spider-Man နဲ့ Hawk နဲ့ချတော့မှာပေါ့နော်ဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်က Spider-Man Brand New Day ကနောက်ဆုံး Final Trailer ကို breakdown လုပ်ပေးမှာဖြစ်ပါတယ်ဆိုတော့ဒီ Final Trailer ထဲမှာတွေ့ရတဲ့စိတ်ဝင်စားစရာကောင်းတဲ့အချက်တွေကိုကျွန်တော်ကဒီနေ့ပြောပြပေးမှာမလို့စိတ်ဝင်စားမယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးကြည့်ပေးဖို့တောင်းဆိုလိုက်ပါတယ်ဆိုတော့ဗီဒီယိုလေးကိုစလိုက်အောင် Sometimes Spider-Man has to do the hard thing, even if it breaks Peter Parker's heart. Spiders have 3 life cycles. And for those spiders who make it through, it amounts to a kind of rebirth. ထွေလာကြောင်းမပြောခင်မှာကျွန်တော်တို့ဒီရုပ်ရှင်နဲ့ပတ်သက်တဲ့ promotion ပုံစံအသေးထွက်လာပြီပေါ့နော်ထွေလာထဲမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီတရုတ်နိုင်ငံကိုသွားပြီးတော့ဒီ promotion တစ်ခုလုပ်ထားတော့တွေ့ရတယ်ဗီဒီယိုထဲမှာဆိုလို့ရှိရင်လည်းဒီ Tom Holland တို့ဒီ Zendaya တို့ Jake တို့နောက်ပြီးတော့ Sadie Sink တို့ကတရုတ်ပြည်သက်တွေသတင်းစာရှင်းလင်းပွဲတစ်ခုပုံစံမျိုးလုပ်ထားကျွန်တော်တွေ့ရတယ်ပေါ့နော်ဒါဘာလဲဆိုတော့အရင်တော့ Spider-Man No Way Home ရုပ်ရှင်မှာကျွန်တော်တို့ဒီ Labor ဒီရုပ်ထုနဲ့ဒီနောက်ဆုံးတိုက်ပွဲမှာပါဝင်ခဲ့ရကြတော့တရုတ်နိုင်ငံမှာပြသခွင့်မရခဲ့ဘူးပေါ့နော်ဒါကြောင့်အခုလိုမျိုးတရုတ်ပြည်သက်တွေကိုအထူး promotion လုပ်ပြီးတော့ဒီရုပ်ရှင်ကိုလည်းဒီတရုတ်ဈေးကွက်မှာပြသဖို့ကြိုးစားနေရလို့အဓိပ္ပာယ်ရတယ်ပေါ့နော်ဒီဇလန်ရဲ့အထူးကချက်ကပီတာပါကာရဲ့ DNA ကပြောင်းလဲလာပါတော့ဆန်ရီမီရဲ့စကားတွေကလိုပဲဒီ Spider-Man ကတဘာဝပင့်ကိုအမြင်ကိုဒီ web shooter မလိုပဲနဲ့ပြစ်မယ်ပေါ့နော်ကျွန်တော်တို့ဒီပါလာတဲ့ trailer မှာဆိုလို့ရှိရင်လည်းဒီပီတာပါကာက web shooter ကိုဖယ်ထုတ်တာကိုလည်းကျွန်တော်တွေ့ရတယ်ပေါ့နော်နောက်ပြီးတော့ပီတာပါကာသူ့ရဲ့မျိုးဗီဇပြောင်းလဲမှုကိုထိန်းချုပ်ဖို့အတွက်ဒီ Empire State University မှာပမောက္ခလုပ်နေတဲ့ Bruce Banner ကိုတွားပြီးတော့အကူအညီတောင်းနေအောင်လည်းထပ်ပြီးတော့တွေ့ရတယ်ဆိုတော့ဒီ Banner သူ့ရဲ့ဒီ gamma radiation နဲ့ပတ်သက်တဲ့ Kriya တွေကိုပီတာကိုပြသပြီးတော့ပီတာကလည်းသူ့ကိုယ်သူထိန်းချုပ်ဖို့အတွက်ဒီ Kriya တွေကိုပြုပြင်နေလို့ပဲမြင်တယ်ပေါ့နော် Sadie Sink ရဲ့ဇက်ကောင်ကိုကြည့်ရမယ်ဆိုလို့ရှိရင်လည်းသူကဒီအစိမ်းရောင်နဲ့အဝါရောင်ရောတဲ့ hoodie ကိုဝတ်ထားတယ်ပေါ့နော်ဒါကဒီ comic ထဲပုံစံမျိုးပဲပေါ့နော်ဆိုတော့သူ့ရဲ့ power ကဒီစိတ်ကိုထိန်းချုပ်နိုင်တဲ့စွမ်းအားရှိရလို့ယူဆရပေါ့နော် MCU X-Men နဲ့မှာ by jeans နဲ့အောင်မှာပဲတူတယ်လို့ theory တွေလည်းအများကြီးထွက်တာတွေ့ရတယ်နောက်ပြီးဒီသူ့ရဲ့ထုတ်လွှတ်လိုက်တဲ့ဒီ line တွေကဒီ Thunderbolt ရုပ်ရှင်တွေက voice effect နဲ့ဆင်တူတယ်ကွာအဲ့ဒီနောက်ပိုင်းမှာဒီ Sink ကဒီ Bruce Banner ရဲ့စိတ်ကိုထိန်းချုပ်ပြီးတော့ဒီ Spider-Man နဲ့ချဖို့အတွက်လွတ်လိုက်တဲ့ပုံစံမျိုးပေါ့နော်ဆိုတော့ကျွန်တော်ပထမဟိုးရင်တော့ဒီ Avengers ထဲမှာတွေ့ရတယ်လို့ပဲဒီ Wanda က Hulk ကိုညှို့ပြီးတော့ Iron Man နဲ့ချတယ်လို့ပဲဒီထဲမှာလည်းဒီ Sink ကဒီ Bruce Banner ကိုညှို့ပြီးတော့ Hulk Grey ပုံစံနဲ့ဒီ Spider-Man နဲ့ချမယ်လို့ထင်တယ်ပေါ့နော်ဒီ Hulk Grey ကလည်းပုံမှန်အစိမ်းရောင်ထပ်ပို့ပြီးတော့ကျန်းတယ်လို့ပြောထားတယ်ပေါ့နော်နောက်တစ်ဆင်းမှာဆိုလို့ရှိရင်လည်းဒီပီတာက MJ ကိုပေါ့နော်ဒီ Punisher စီကနေကောက်ွယ်ပေးဖို့ခေါ်သွားပြီးတဲ့နောက်ပိုင်းမှာဒီ MJ က Punisher ကိုပေါ့နော်စိတ်ထိန်ချုပ်ခံထားရတဲ့ရန်သူတွေကိုတိုက်ခိုက်ဖို့အတွက်အကူအညီတောင်းမယ်လို့ထင်တယ်ကွာနောက်တစ်ခုကဒီ Spider-Man ကလည်းထောင်ထဲမှာ The Hand အဖွဲ့နဲ့တိုက်ခိုက်နေအောင်တွေ့ရပေါ့နော်ဒါကဒီ Avenger Doomsday နဲ့ဆက်ဆက်နေလို့အောင်ထင်တယ်ပေါ့ Spider-Man ရုပ်ရှင်မှာအဓိက main villain ကပေါ့နော်ဒီ Sadie Sink လားပေါ့နော်ဒါမှမဟုတ်သူကိုယ်တိုင်ကပဲကြိုးကင်ခံထားလားဆိုရင်မေးခွန်းထုတ်စရာရှိရကွာဆိုတော့ဒါကဒီ Avenger Doomsday နဲ့ဆက်ဆက်နေတဲ့ပုံစံမျိုးလေးဖြစ်နိုင်တယ်ပေါ့နော်ဒီနေ့ပြောပြသွားတဲ့အချက်လေးတွေကပေါ့နော်ဒီ Spider-Man နောက်ဆုံး final trailer နဲ့ပတ်သက်ပြီးဆွေးနွေးသွားဖြစ်တယ်ပေါ့နော်ဆိုတော့ကြည့်နေတဲ့လူတွေကရောဘယ်လို theory ရှိလဲနောက်ပြီးတော့ကျွန်တော်မသိတဲ့အချက်တွေရှိလေးကြပါပေါ့နော် comment မှာတစ်ချက်လောက်ရေးပေးခဲ့ပါအောင်ဆိုတော့အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်နောက် video ကြရင်ပြန်တွေ့ကြမယ်